ဖိအားကင်းနဲ့ကန်ရနိုင်တဲ့ Ivory Coast နဲ့တော်တော်လေးကိုမှဖိအားတော်တော်များများနဲ့ကန်ရနိုင်တဲ့ Ecuador တို့ရဲ့ဒါပွဲစဉ်နှစ်ပွဲကိုကျွန်တော်ညီကိုအတွက်သုံးသက်ချက်လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒါပွဲချုပ်သုံးသက်ချက်လေးမလုပ်ခင်မှာကျွန်တော်တခြားသောဒီ group E နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေအကုန်လုံးကိုကျွန်တော်ဒီ video ထဲမှာညီကိုတို့တခါတည်းထည့်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒေါ်လာဒီမိနစ်မှာကြိုဆိုပါတယ်ခင်ဗျာကျွန်တော်နိုင်ဒီပါအဲ့တော့ကျွန်တော်တို့ဒါမတွေ့ရလဲကြာပြီကျွန်တော်လည်းဒါ video လည်းပြန်ပေးဖြစ်ဖို့เนาะပထမတော့ကျွန်တော်ဒါ round 32ရောက်တော့မှပဲညီကိုနဲ့ဒါပြန်လဲစုံတွေ့မယ်ကျွန်တော် video တွေပြန်ပြီးတော့ရိုက်ပေးဖြစ်မယ်ဆိုပြီးတော့တွေးထားတယ်ဒါပေမဲ့ကျွန်တော်ဒါမနေနိုင်တော့လို့ဒါဒီနေ့မှာကျွန်တော်စပြီးတော့ video လေးတွေပြန်ပြီးတော့ရိုက်မယ်အဲ့တော့ညီကိုဒီနေ့ကျွန်တော်ရဲ့ဒီ TikTok account လေးကို like and follow လုပ်ခဲ့ပြီးတော့ဒီနေ့ကနေပြီးတော့ဒါမိတာရက်ခံလိုက်ပါတယ်အဲ့တော့ဒီနေ့ round 3 Group E ရဲ့ပထမဆုံး Curacao နဲ့ Ivory Coast တို့ရဲ့ပွဲစဉ်တွေကိုကျွန်တော်ညီကိုအတွက်သုံးသက်ချက်လေးလုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ Curacao ကဘလို့အသင်းမျိုးလဲဆိုလို့ရှိလို့ချင်းဒီ group မှာသူလာကြတာကကန်ဆိုးတယ်လို့လည်းပြောလို့မရအောင်ကန်ကောင်းတယ်လို့လည်းဆိုလို့တော့မရဘူးဒါပေမဲ့ Curacao တို့လိုအသင်းမျိုးကတော့အများကြီးမျှော်လင့်လို့မရဘူးပေါ့နော်အဓိကအပြင်ကျွန်တော်ဒါ World Ranking မှာလည်း82လောက်ပဲဒီရှိတာဆိုတော့ဖြတ်မြင်းတတ်တာအဆင့်ဖြတ်မြင်းအဆင့်လောက်မှပြောလို့မရဘူးပေါ့နော်ဆိုတော့ထားပါဒါပေမဲ့ Curacao အနေနဲ့လည်းဒီသူတို့လုံးနိုင်တဲ့ဘက်ကနေပြီးလုံးပြခဲ့တဲ့ခန္ဓာတွေအများကြီးတော့ရှိတယ်အဲ့ဒါဘာလဲဆိုတော့ပြီးခဲ့တဲ့ Ecuador နဲ့ပွဲစဉ်မှာသူတို့ရဲ့အကောင်းဆုံးဒါပုံစံတစ်ခုကိုချပြနိုင်ခဲ့တယ်ဒါ ZZ ဆိုတဲ့ result မျိုးဖြစ်အောင်ကန်ခဲ့ပြီးတော့ဒါ World Ranking အတော်လေး60နီးပါးလောက်ကွာတဲ့အသင်းကိုသူတို့တွေနဲ့ဒါအကောင်းဆုံးခံနိုင်ခဲ့တယ်ဆိုတော့ Curacao မှာလည်းကောက်ရိုးလေးတက်ပြင်လောက်တော့ရှိနေသေးတယ်လို့ဆိုလို့ရတယ်အဲ့တော့ကျွန်တော်တို့တစ်ဖက်ကကျွန်တော်တို့သူနဲ့ရင်ဆိုင်ရမယ့် Ivory Coast အချောင်းကိုကျွန်တော်နည်းနည်းလေးဒါဆွေးနွေးလိုက်အောင်ပါ Ivory Coast မှာအဓိကအဖြစ် star point က Yan Diomandi ကျွန်တော်တို့ဒါအသက်19နှစ်ပဲရှိသေးတဲ့ player ပေါ့နော်ဒီ player ကအနာဂတ်အတွက်တော်တော်လေးကိုမှ potential ရှိတဲ့ player တူလို့သူ့ကိုသတ်မှတ်လို့ရတယ်ခြေစွမ်းခြေစားကလည်းအတော်လေးထက်မြက်တယ်ပေါ့နော်အဲ့တော့ဒီနေ့မှာသူ့ကိုတော့ကျွန်တော်တို့ဒါ highlight ထားပြီးတော့စောင့်ကြည့်ရမယ်ဒါပေမဲ့ကျွန်တော်ရှေ့ကပြောခဲ့တဲ့စကားတစ်ခုပေါ့နော်PR ဘာကြောင့် Ivory Coast ကကင်းလဲဆိုလို့ရှိရင် Ivory Coast ရဲ့လက်ရှိ 4-3-3 ကစားပုံက Curacao ကိုအတော်လေးဒါဘယ်လိုပြောမလဲဒုက္ခရောက်စေလိမ့်မယ်ပေါ့နော်ဆိုတော့ဘာကြောင့်လဲဆိုတော့ဒီ Curacao တို့လိုအသင်းမျိုးက low block ဆော့တယ် low block ဆော့တယ်ဆိုတော့အနေဆုံးတော့ဗျာတည်ပြလားIvory Coast ကို counter attack နဲ့မနိုင်ဘူးဆိုရင်တောင်မှပဲတရေတမတ်တော့ရအောင်ယူမယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့ Ivory Coast ကရောမဖြစ်မနေနိုင်ဖို့လိုအပ်သလားဆိုမဖြစ်မနေနိုင်ဖို့တော့မလိုအပ်နေဘူးဘာလို့ဆိုတော့တရင်တမတ်ရထားရင်ကိုပဲတစ်ဖက်မှာ Ecuador ကဂျာမနီနဲ့တွေ့မှာဆိုတော့သူ့အနေနဲ့မလွယ်ဘူးဂျာမနီကိုတကိုးလောက်နဲ့နိုင်ရင်တောင်မှပဲမရသေးဘူးဂျာမနီကို2ဂိုးလောက်ပြတ်မှပဲဂိုးကွာချားချက်နဲ့တူတူသူတို့အနေနဲ့ဘယ်လိုပြောရမလဲနောက်ဓာတ်ရိုက်ဝင်အဆင့်ကိုတက်နိုင်ပြီပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင် Curacao နဲ့ဒီ Ivory Coast ပွဲစဉ်အနေထားအရာကြည့်ပြီးတော့ Ecuador ဒီဒါbattle plate team ဆိုတဲ့နေရာကိုရောက်မယ်အဲ့တော့ PR က Ivory Coast စီမှာရှိမနေဘူး Curacao နဲ့ကျွန်တော်တို့ Ecuador စီမှာပဲရှိမှာCuracao ကလည်းတစ်ဖက်မှာဒီ Ecuador အနေနဲ့ Germany နဲ့တွေ့တာကိုအခွင့်ကောင်းယူပြီးတော့ Ivory Coast ကိုတော့ခံပြီးတော့ကန်လာမှာပဲတရေတမရအောင်အဲ့တော့ Ivory Coast မှာကနေဆုံးတရေကြခွင့်ရှိတယ်ဆိုတဲ့ chance မျိုးကိုလက်ဝဲပိုင်ဆိုင်ထားတယ်အဲ့တော့ Ivory Coast အနေနဲ့ဒီနေ့ပွဲစဉ်ကိုအရန်ကြီးလဲဖွင့်ပြီးတော့တိုက်เสียရမလို့သူတို့အနေနဲ့ဂိုးမပေးရအောင်ပဲစော့ဟင်းနဲ့ထင်းဘောပို့သရှင်တွေကိုထိမ့်ပြီးတော့စော့သွားလိမ့်မယ်လို့ထင်တယ်အဲ့တော့ PR မရှိတဲ့အသင်းဖြစ်တာဖြစ်တဲ့အတွက်ပြာနှမ်းနေအောင်လဲတိုက်ဖို့မလိုဘူးအဲ့တော့ဒီပွဲစဉ်ကCuracao ကို Ivory Coast အနေနဲ့ဒီဂိုးအများကြီးဂိုးကတော့မလွယ်ဘူးဆိုပေမဲ့လည်းဂိုးပေးဖို့အတွက်တော်တော်လေး chance နေရတယ်ပေါ့နော်ဆိုတော့ Ivory Coast အနေနဲ့ကလည်းဒါတစ်ဖက် Curacao ကို ball position နဲ့ easy လေးပဲတိုက်ပြီးတော့နှိမ့်ယူသွားမယ်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ထင်တယ်အဲ့တော့ဒီပွဲစဉ်ကဒီအစောဆုံးဒီ2နာရီပွဲစဉ်2ပွဲထဲမှာကျွန်တော်ကဒီ Curacao နဲ့ Ivory Coast ပွဲစဉ်ကဂိုးနှင်းမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်တော့ထင်တယ်အဓိက highlight ထားခြင်းတဲ့ player က Yan Diomandi ရှိမယ်ပြီးရင်နောက်ပြီးတော့ Curacao ရဲ့ကျွန်တော်တို့ဒါဂိုးသမားဖြစ်တဲ့ကျွန်တော်တို့ဒါဒီ room ကိုပေါ့နော်ဒီဒါကျွန်တော်တို့ဒါ highlight ထားခြင်းတယ်ပေါ့နော်အဲ့တော့ဒီဂိုးသမားလည်းတော်တော်လေးကောင်းတဲ့ဂိုးသမားတွေမှာပါတယ် World Cup မှာကတော့ဂိုးသမားတွေတော်တော်လေးလက်စွမ်းပြတယ်ပေါ့အဲ့တော့ဟုတ်ပြီနောက်တစ်ဗီဒီယိုတစ်ပုဒ်မှာကျွန်တော် Ecuador နဲ့ဒီ Germany တို့ရဲ့ပွဲစဉ်တွေကိုကျွန်တော်သုံးသက်ချက်လုပ်ပြသွားပါမယ်အဲ့တော့ကျွန်တော်တို့နောက်ဗီဒီယိုတစ်ခုနဲ့တူတူပြန်ပြီးတော့တွေ့ပါမှာဗျ